ပြင်းတွေမှာလေတက်လို့အကောင်းဆုံးလူကြိုက်အများဆုံးနဲ့ရေကုန်စရာ activity တွေရှိရဲ့အပန်းဖြေအင်အားစီမံကိန်းတစ်ခုထပ်ပို့တဲ့နေရာတစ်ခု Raya Hill Resort ဒီ Raya Hill Resort ဆိုလို့ရှိရင်စီမံကိန်းစတင်ဖော်ဆောင်ကြတဲ့က Animal House ကနေပြီးတော့တောင်းရင်ရောက်ချပေးခဲ့တဲ့ project တစ်ခုဖြစ်ပါတယ်ဒီနေရာကတော့ပြင်ဦးလွင်မြို့ဆောင်လမ်းအနီးကြီးကန့်ရွာနဲ့အင်းထိပ်ဦးရွာတို့ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာရှိပါတယ်။ဒီနေရာကရေမြေတောတောင်တဘာဝအလှတရားတွေရဲ့မြို့ပြရဲ့အငွေအသက်တွေနဲ့မလှမ်းမကမ်းမှာတရှိနေပြီးတော့ပြင်ဦးလွင်ရဲ့အေးမြတဲ့ရာသီဥတုနဲ့လေကောင်းလေတန်းတွေကိုတဝဝကြီးခံစားလို့ရမယ်နေရာလေးတစ်ခုလို့ပြောလို့ရတယ်။နောက်ပြီးတော့ဒီ Raya Hill Resort မှာကဝိမိတ်တွေအနေနဲ့ဘယ်နေရာကမြေကွက်ကိုပဲဝယ် view အလှတွေနဲ့ကွယ်နေတာပိတ်နေရာတွေမရှိအောင်လို့အင်ဂျင်နီယာတွေကစနစ်တကျဒီဇိုင်းဆွဲပြီးမှတိစောက်ပေးထားတာပါခုဆိုလို့ရှိရင်လည်းမြင်တွေ့နေရတဲ့အတိုင်းပဲလုံးဝပြီးစီးပြီးတော့ဒါလှပနေပြီလေဒီ project ရဲ့အားသာချက်ကပြင်ဦးလွင်လိုနေရာမျိုးမှာမြေဈေးတွေအပြိုင်အဆိုင်တက်နေကြရဆိုရင်တော့မှဒီ Raya Hill Resort မှာရင်းနှီးမြှုပ်နှံထားမယ်ဆိုလို့ရှိရင်တင်းတင်းနဲ့ဈေးနှုန်းနဲ့တမိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုရရှိမှာနော်အပတ်ဖြူအတွက် second home ဝယ်ထားခြင်းလားဒါမှမဟုတ်ရင်းနှီးမြှုပ်နှံခြင်းလားဝယ်ယူပြီးချက်ချင်းအိမ်ဆောက်ပြီးပြန်လည်ငှားရမ်းနိုင်တဲ့အတွက်ကြောင့် Raya Hill Resort ဆိုလို့ရှိရင်တော့ return ချက်ချင်းပြန်ရနိုင်မယ်တေချာခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုပါဒီ Raya Hill Resort ကဝယ်သူတွေကိုစေနာထားစီမံပေးထားရဆိုတော့မပြောရင်တော့မှမြင်နေရတယ်ဘာလို့လဲဆိုတော့ဒီစီမံကိန်းကြီးတစ်ခုလုံးရဲ့54%ကိုပဲအင်အားစီမံကိန်းဖြစ်ပေါ်ဆောင်ပေးထားဖြစ်ပြီးတော့ကျန်တဲ့46%ကိုတော့လမ်းနေအများပြည်သူပတ်ဖြစ်စရာနေရာတွေနဲ့ platform တွေလုပ်ပေးထားတာလေနောက်ပြီးတော့ဒီအိမ်ယာဝင်းတွေကိုရောက်ပြီဆိုတာနဲ့မွန်းချက်မနေဘဲနဲ့လေကောင်းလေတန်းတွေလည်းတဝိုင်းခံစားလို့ရတယ်။ပြုံးတွေရဲ့ပြရုပ်တစ်ခုဖြစ်တဲ့နိုင်စဉ်ဝိုင်းဘက်လမ်းတွေပန်းချံအပန်းဖြေ area တွေပါဝင်တယ်လို့လမ်းတွေဆိုရင်လည်းပေ30ပေ20ကျေဝန်းနဲ့ကွန်ကရစ်လမ်းတွေကိုခင်းမိထားပါတယ်။ Raya Hill Resort မှာအိမ်ယာအတွင်း underground system ရက်စက်မြင့်ဖြန့်မှုစနစ်ကျကောင်းမွန်တဲ့ drainage system platform များရေရပင်များကိုစနစ်တကျမြင်ရသတ်မှတ်ထားပြီးအိမ်ယာနေထိုင်သူတွေတက်တောင့်တက်တာရှိစေဖို့အလေးထားတည်ဆောက်ထားပါတယ်။ရေဝတ်တာမီးကျိုးရှုပ်တာတွေလုံးဝမရှိဘူးနော်။မီးလိုင်းရေလိုင်းတွေအားလုံးကိုလည်းမြေအောက်မှတွေ့တန်းပေးထားခြင်းတို့ကိုပြုလုပ်ပေးထားလို့မြင်ကွင်းကရှင်းလင်းပြီးတော့အရန်လာတယ်။ဒီ Raya Hill Resort မှာကအပန်းဖြေနိုင်မှုအတွက်ကိုဟိုတယ်တွေဖွင့်လှစ်ထားပြီးတော့ club house နဲ့ infinity swimming pool တို့လည်းပါတယ်။တိုးချံမျက်စိဝါသနာပါတဲ့သူတွေအတွက်မျက်စိကွင်းငါးမြတဲ့ activity နဲ့လှေလော်တဲ့ activity တွေလည်းလုပ်လို့ရတယ်အပန်းဖြေအနားယူရင်စာပေနှစ်သက်သူတွေအတွက်စာကြည့်တိုင်းအစားအသောက်နှစ်သက်သူတွေအတွက် restaurant coffee ဆိုင်စတာတွေကိုလည်းဖွင့်လှစ်ပေးထားပြီးတော့ပြမဧည့်သည်လူချင်းမင်းတွေလာရောက်တဲခုနိုင်မှုအတွက်ဘန်ဂလိုတွေလည်းရှိနေမှာဖြစ်ပါတယ်ဒါ့အပြင်မင်္ဂလာဆောင်ညစာစားပွဲနဲ့ event မျိုးစုံကျင်းပနိုင်မှုအတွက် multi functional space ပါထားရှိပေးထားပါတယ်ဝယ်သူတွေအနေနဲ့ကျေဝန်းတဲ့မြေအကျယ်မှာတိစောက်ထားတဲ့လုံးချင်းအိမ်များကိုဝယ်ယူနိုင်တယ်လို့မြေကွက်အကျယ်ပေ40ပေ60ပေ40 65ပေမှစတင်ဝယ်ယူနိုင်ပြီးတော့မြေကွက်အကျယ်ဝယ်ခြင်းသူတွေအတွက်လည်းရွေးချယ်ဝယ်ယူနိုင်တဲ့အကွက်များရှိပါသေးတယ်မြေကွက်တစ်ကွက်ချင်းစီကိုခြံစည်းရိုးများခတ်ပေးခြင်းခြံရှိအရောက်မိတွေ့တန်းပေးခြင်းခြံရှိအရောက်ရေများတွေ့တန်းပေးခြင်းတွေကိုလည်းအပီးစီးလုပ်ပေးထားတာပါအင်အားပြည့်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးအနေဖြင့်ရေမီးမိလာဝန်ဆောင်မှုများလုံခြုံရေးနဲ့အခြားဝန်ဆောင်မှုများကိုစီမံဆောင်ရွက်ပေးမှာဖြစ်တယ်လို့အပန်းဖြေဖို့ second home အနေနဲ့ဝေထားပြီးလူချင်းမင်းတို့မနေတဲ့အချိန်မှာလည်းပြန်လည်ငှားရမ်းလိုပါကအတက်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့တဘာဝကြားကြီးနဲ့လည်းဒီခင်မီရဲ့ facility တွေကလည်းစုံစက်နေရသည်တော့ဝင်ငွေရရှိနိုင်တဲ့အခွင့်အရေးရလည်းရှိရဲ့ဒီ Raya Hill Resort ကရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲဆိုတော့လူကိုယ်တိုင်လာရလေးလာပြီးရင်းနှီးမြှုပ်နှံမှုအတွက်ကိုဖိတ်ခေါ်လိုက်ပါစေစိတ်ဝင်စားရဆိုရင်တော့ Animal House ကိုအခုပဲဆက်သွယ်လိုက်တော့နော်animalhouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်